so AA နဲ့အခုလိုလောက်တဲ့ချိန်မှာ deal တစ်ခုပေါ့နော်ဟို agreement လောက်တာရှိလားမဟုတ်ဘူးဆိုရင်ပိတ်စံပေးပြီးတော့ပြီးသွားပြီလားမဟုတ်ဆိုရင်စာရွက်ပေါ်မှာဖြစ်တစ်ခု handshake ဖြစ် deal လောက်တာရှိလားပြောလို့ရလို့ရှင်ပြောလို့ရပါတယ် AA နဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကdeal လောက်ထားတာပေါ့နော်သဘောတူညီချက်ရှိထားတာလက်မှတ်ထိုးထားတာလို့တခုမှမရှိဘူးတခုမှမရှိဘူးကျွန်တော်တို့နဲ့သူတို့နဲ့ဘယ်လိုပြောမလဲ2023လောက်ကြာမှာပဲကျွန်တော်တို့စကားပြောဖူးတာ AA နဲ့ဆိုတာလေကျွန်တော်တို့အရင်တုန်းကဆိုရင်ဟိုတိုင်းပုံပြောပါတယ်တိုက်ခဲလေနော်တိုက်ခဲဖွဲ့ပေါ့လေဘာညာပေါ့လေဟိုလိုဒီလိုပဲကျွန်တော်တို့တော့မသိဘူးရှင်းပြတီတော်လိုင်းမဝင်လာခင်မှာတော်လိုင်းလက်နဲ့ကင်တော်လိုင်းကြောင့်ဘာမှနားလည်တာမဟုတ်ဘူး AA မှာပေါ့ ALP တို့ ASNC တို့ဘာတို့ညာတို့ဘာမှမသိဘူးဟိုဘယ်နှယောက်ဘာညာရှိတယ်လည်းမသိဘူးဟိုအဲ့လိုဆိုတော့ကျွန်တော်2023မှာလည်းစကားပြောဖြစ်တာပေါ့စကားပြောကြတယ်အဲ့လိုမျိုးစကားပြောရင်းနဲ့မှချိတ်ဆက်မိကြတာပေါ့ချိတ်ဆက်မိနေမှာအလုပ်လုပ်ကြတယ်ဟိုသူတို့နဲ့ကျွန်တော်မျက်နှာချင်းဆိုင်တွေ့ကြတယ်စကားပြောလာကြတယ်ဒီလိုပြောလာကြတယ်ဆိုတဲ့ချိန်မှာဟိုကျွန်တော်တို့ဖက်ကလည်းအရှင်းပြောရရင် AA ကိုတအားကြီး AA နဲ့ပတ်သက်ပြီးမတိနားမလဲတာအများကြီးပဲပြောရမယ်ဆိုရင်ကျွန်တော်တို့ကဥပမာကျွန်တော်တို့တော်တော်များများပေါ့နော်ဒီ CDF မင်းတပ်မှာလွတ်တဲ့တော်တော်များသည်2021မတိုင်ခင်တည်းကနိုင်ငံရေးမှာတိတ်ပတ်သက်တာမျိုးတိုင်းရင်းသားလက်နက်ကန်တွေဘာမှသိတယ်လို့လည်းမဟုတ်ဘူးဆိုတော့ကျွန်တော်တို့သိတဲ့လောက်ကဟို Facebook ပေါ်မှာတွေ့ရတဲ့နိုင်ငံရေးလောက်ပဲသိတာဆိုတော့ဥပမာဒီ NLD အစိုးရက AA ကိုအကြမ်းဖက်အဖွဲ့ဖြစ်ကြေညာထားတယ်ဒါမြန်မာနိုင်ငံမှာရှိတဲ့ညအကုန်လုံးထဲမှာအကြမ်းဖက်ဖြစ်အဖွဲ့ကြေညာခန့်တာသူတို့ပဲရှိတယ်ဒါ AA ဒီဒါလူမျိုးရဲ့အဆွင့်ရောက်လို့နေAA ဒီအကြမ်းဖက်အဖွဲ့ဖြစ်တယ် AA ဒီပါညာအဲ့လိုလောက်ပဲကျွန်တော်သိတယ်ဆိုတော့ကျွန်တော်တော်လိုင်းလို့တော့လဲ AA ကိုချင်းကပ်ပေါ်လည်းမစင်စားဘူးဟို AA လဲကျွန်တော်တို့ကရှင်းပြစိမ့်တယ်ဝေးတယ်သူတို့အကြောင်းလည်းကျွန်တော်မသိဘူးပြီးတော့မှဒီ media propaganda တွေ Facebook တို့ဘာလို့ညာတော့ပြောတယ်လို့ပဲကျွန်တော် AA ဆိုတော့အဲ့လောက်ပဲကျွန်တော်သိတယ်ဆိုတော့ line ပေါ်မှာကဟိုမြန်မာတနိုင်ငံလုံးတိုင်းတာပေါ့နော်တော်လိုင်းကိုထိတ်ဝင်သိတဲ့လူတွေမှလွဲလို့ပေါ့နော်တနိုင်ငံလုံးတိုက်တယ်ဆိုရင် AA တကယ် bad press ပဲ bad media ပဲရှိတယ်ဆိုတော့ကျွန်တော်တို့လည်းအဲ့ဒီအမြင်မဲ့မြင်တယ်အဲ့ဒီအမြင်မဲ့ရှိခဲ့တာပေါ့ဆိုတော့ကျွန်တော်တို့တော်လှန်လုပ်မယ်ဆိုလဲ CNF CNA ပဲတွေးတယ်ကျွန်တော်တို့ KNA ပဲသွားတွေးတယ်NUG ပဲတွေးတယ်အဲ့လိုမျိုးပေါ့အဲ့ဒါမှတင်ကြည့်လို့ရပါတယ်ကျွန်တော်တို့ AA ကိုမစင်စားမိဘူးမသိဘူးပေါ့နော်သူတို့လည်းသူတို့ချုပ်နေမို့ကျွန်တော်လည်းကိုယ့်လိုကိုရှုံးနေကြတာပေါ့ဒါပေမဲ့နောက်ပိုင်းတော့ချိတ်ဆက်မိတယ်စကားပြောတယ်အတူတူလုပ်ကြရင်သူတို့ရဲ့ဘယ်လိုပြောမလဲကျွန်တော်ပြောတဲ့အထက်မှာယုံကြည်မှုဆိုအဲ့ဒါပဲပြောတဲ့အတိုင်းလုပ်တယ်လုပ်တဲ့အတိုင်းပြောတယ်တစ်ချိန်မဟုတ်ဘူးနှစ်ချိန်မဟုတ်ဘူးသုံးလေးချိန်မဟုတ်ဘူးတကယ် consistently ပေါ့နော် talk show ဆိုတော့နောက်ပိုင်းမှာကျွန်တော်တို့လည်းတွေ့ကြတယ်မှာသူတို့ကပြောရင်ပြောတဲ့အတိုင်းလုပ်တယ်ဆိုတဲ့ယုံကြည်မှုမျိုးကျွန်တော်ရှိလာတယ်အဲ့ဒီမတိုင်ခင်မှာကျတော့ AA ဆိုတာကအချမ်းဖက်အဖွဲ့လို့ကြီးညာထားတဲ့အဖွဲ့ဒါဟိုပလဲဝေါဘလို့လုပ်တဲ့အဖွဲ့ငါတို့ပါကြားနေဆိုတဲ့အမြင်လောက်ပဲကျွန်တော်တို့လည်းစကားမပြောချင်ဘူးချင်းကရမှာမဟုတ်မရဲဖြစ်တယ်မယုံကြည်ချင်ဘူးဆိုတဲ့ဟာမျိုးပဲအဲ့ဒီအခန့်ပဲ background ပဲရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မျက်နှာချင်းဆိုင်တွေ့စကားပြောဖြစ်ကြတယ်အတူတူလုပ်ကြတယ်ဆိုတော့သူတို့ရဲ့ဒီနိုင်ငံရေးမှုတွေဆက်ဆံရေးမှုတွေတိုင်းရေးမှုတွေနဲ့တွေ့ဆုံပြောဆိုပြီးမှတလ2လ3 4လပြောဆိုလုပ်တယ်သူတို့ရဲ့လုပ်ရည်ကန်ကြီးကောပြောပုံဆိုပုံပေါ်မူတည်ပြီးမှဒီလူတွေကအလုပ်တူတူတွဲလုပ်လို့ရတယ်လူတွေပဲဆိုတဲ့ယုံကြည်မှုမျိုးပေါ့နော်ရှိလာတယ်ဆိုတော့အဲ့ဒီကနဲ့ကျွန်တော်တို့အလုပ်တူတူတွဲလုပ်ဖြစ်တယ်ပညာသင်ပေးတာတွေရှိတယ်ဆွဲခေါ်တာတွေရှိတယ်ပေါ့ဆိုတော့ကျွန်တော်တို့ရဲ့ဟိုပူပေါင်းထားခြင်းတွေကျွန်တော်တို့ရဲ့ common goal တူတယ်ပေါ့စစ်အာဏာရှင်ကိုမြစ်ပြုတ်ကြအောင်တိုက်ခိုက်မယ်ကိုချင်မှာကိုဖန်တီးပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတော့မှကျွန်တော်တို့ဒီအိမ်နေချင်းဖြစ်တယ်ဟိုကျွန်တော်တို့ဒီ AA လုံးဝလိုအပ်တယ် AA ဒီကျွန်တော်တို့ကိုလုံးဝလိုအပ်တယ်ဆိုတော့ကျွန်တော်တို့ကလုံးဝကင်းကွာလို့မရတဲ့လူဘလို့မှကိုပထဝီကျွန်တော်တို့ဒီ geopolitics အရာကောင်းဆောင်တွေပဲသွားလိမ့်မယ် government တွေပဲပြိုလဲလိုက်ပေါ်လာလိုက်ပြိုလဲလိုက်သွားလိမ့်မယ်ဒါပေမဲ့ရခိုင်နဲ့ချင်းကတော့အများတိုင်းထိစက်နေမှာပဲဘလို့နိုင်ငံရေးကောင်းဆောင်တွေပဲသွားဘလို့နိုင်ငံရေးစနစ်တွေပဲပေါ်လာခဲ့ကြောက်လာခဲ့ပေါ့နော်ဒီနေမြေထိစက်တာတော့လုံးဝထိစက်နေမှာပဲ
ဆိုတော့အဲ့ဒီမှာကျွန်တော်တို့အနေနဲ့ဘလို့မှရှောင်လွှဲမရမဲ့အတူတူပေါ့နော်ရှောင်လွှဲမရတဲ့လူဒီပဲဖြစ်တဲ့အတွက်ကြောင့်အချင်းချင်းအပြန်လှန်အကျိုးပြုတဲ့ good neighbors တွေပေါ့နော်အဲ့လိုမျိုးဒီပုံစံဖြစ်လာဖို့အတွက်သူတို့ဘက်ကသူတို့ဘက်ကကြိုးစားအားထုတ်တာရှိတယ်ကျွန်တော်တို့ဘက်ကလည်းပူပေါင်းဆောင်ရွက်တာရှိတယ်ကျွန်တော်တို့ကလှမ်းနေသူတို့ကလှမ်းနေဆိုတော့အပြန်လှန်လို့ဖြစ်ကြတယ်ဆိုတော့ရဲပေါ်ရဲပဲစိတ်တက်နေပဲလက်ရှိကျွန်တော်လုပ်တယ်ကျွန်တော်တို့အရင်တော့ပြောသလိုပဲစာရွက်ပေါ်ကနိုင်ငံရေးလက်မှတ်ထိုးထားတာကိုကျွန်တော်တို့တိတ်မယုံကြည်ဘူးပေါ့ဆိုတော့အေးကလည်းပဲအဲ့ဒါကိုအဲ့လိုမျိုးသွားတဲ့အထက်မှာမပါဘူးကျွန်တော်တို့ကလည်းပဲဒီစာရွက်နိုင်ငံရေးကိုစိတ်ကုန်နေတဲ့အဖွဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်ကြားထဲမှာလက်မှတ်ထိုးထားတာတော့လကောင်းသဘောတူညီမှုတော့လကောင်းဘာမှမရှိဘူး